ဒီနေ့ဟောမဲ့တရားကောင်းစဉ်ဟာဘာတွေတော့ဟုတ်ပြီအချစ်ဆုံးကိုမုန်းလိုက်ပါဆိုတော့ဟောဒီလောကကြီးထဲမှာမိမိရဲ့အချစ်ဆုံးဟာဘယ်သူတုံးလို့မေးရင်မိမိကိုပါပဲတဲ့ဇနီးမယားသမီးသားချစ်တယ်ဆိုတာဟာမိမိကိုထက်တော့ပိုမချစ်ပါဘူးမပိုပါဘူးဟုတ်လားပိုမချစ်ပါဘူးတဲ့ဒကာကြီးတဲ့ဒကာမကြီးတွေမိမိကိုယ်သားလေးမိမိအချစ်ဆုံးပါအတ္တသမံပေမန္နတိအတ္တသမံမိမိနေတူသောပေမန်ချစ်အပ်သောသူသည်နတ္ထိလောကကြီးထဲမှာတယောက်မှမရှိပါဘူးမိမိကိုယ်သားလေးမိမိအချစ်ဆုံးပါပဲတဲ့ဇနီးမယားသမီးသားချစ်တယ်ဆိုတာဟာမိမိကိုယ်ထက်တော့မပူပါဘူးတဲ့ဒကာကြီးတွေဒကာမကြီးတွေရှေးလူကြီးသူမဆိုးစကားကြားဘူးသားပဲကဘာမီးလောက်သားကောင်ချနေနဲ့ကဘာလောကကြီးအရှိလောကရကနေဝန်းကြီး9ဆင်းတွက်လို့မီးဟုံတောက်တဲ့အခါကျတော့ရင်ခွင်မှာပိုက်ထားတဲ့သားလေးဟာပူလောမကသူ့ခြေတော့မိခင်လောက်တဲ့ပုဂ္ဂိုလ်သူ့ခြေတော့ပူလောမကပူတဲ့အခါကျတော့သက်သာယာရလို့ရာညာဆိုပြီးတော့ရင်ခွင်မှာပိုက်ထားတဲ့သားလေးကိုချပြီးတော့ခုပြီးတော့မနှင်းလားနင်းလားအဲ့ဒီချင်းရာတွေထောက်စားကြည့်မယ်ဆိုရင်ဖြင့်မိမိကိုယ်ထက်တော့ဘသူကိုမှပို့ပြီးတော့မိမိကိုယ်သားလျင်မိမိအဲကြောင့်အတ္တသမံပေမန္နတိအတ္တသမံမိမိနေတူသောပေမန်ချစ်အပ်သောသူသည်နတ္တိလောကကြီးထဲမှာတယောက်မှမရှိပါဘူးမိမိကိုယ်သားလျင်မိမိအချစ်ဆုံးတဲ့အဲ့ဒီအချစ်ဆုံးကြီးကိုမုန်းအောင်ဟုတ်ရဲ့လားမိမိခန္ဓာကိုယ်ကြီးမိမိချစ်နေတာချစ်တယ်ဆိုတာလေအပြစ်မမြင်လို့ချစ်ခင်နေတဲ့သဘောပါဟုတ်လားအဲ့ဒီမိမိခန္ဓာကြီးကိုမုန်းပါဆိုတာဟာချစ်စရာကြီးကိုတမင်မုန်းခိုင်းတာလားမုန်းစရာမို့လို့မုန်းပါပြောတာလားမေးတော့မုန်းစရာမို့လို့ကိုမုန်းပါပြောတာဘာဖြစ်လို့မမုန်းမဲနဲ့ယောဂီတို့ကမုန်းစရာကြီးကိုမုန်းမဲနဲ့ချစ်ခင်နေတယ်လေမေးတဲ့အခါကျတော့ဒီခန္ဓာကြီးရဲ့အပြစ်တွေကိုမမြင်လို့ဟုတ်ရဲ့လားခန္ဓာကြီးရဲ့မုန်းစရာခန္ဓာကြီးကိုချစ်ခင်နေတာအပြစ်မြင်လို့လားအပြစ်မမြင်လို့လားအပြစ်မမြင်လို့ချစ်ခင်နေတာအပြစ်မမြင်လို့အပြစ်မမြင်အောင်အမောင်ချပေးထားတာဘယ်သူလဲမေးတော့အပြစ်တွေမမြင်တဲ့အတွက်ချစ်ခင်နေတာကတဏှာပိစရာဥပါဒနာပိစရာချစ်တာကိုသစ္စာဖွဲ့တော့ဗာသစ္စာသမုဒိယသစ္စာနဲ့ချစ်နေမယ်ဆိုရင်ဖြင့်နောင်တန္တရာခန္ဓာရပြီးတော့နိဗ္ဗာန်ရောက်မှာလားဒုက္ခရောက်မှာလားဒုက္ခသည်ရောက်ခြင်းလို့ရောက်တာမဟုတ်ဘူးချစ်လို့ရောက်တာဒုက္ခဖြစ်ခြင်းလို့ဖြစ်တာလားချစ်လို့ဖြစ်ရတာလားဒုက္ခဖြစ်တာကြည်ကြပြောမှရှက်မနေပါနဲ့ခင်ဗျားတို့ဒုက္ခဖြစ်တာချစ်တယ်ဆိုတဲ့နေရာမှာမိမိခန္ဓာကိုယ်အချစ်ဆုံးတော့အဲ့ဒီခန္ဓာကိုယ်ကြီးကလည်းချစ်စရာတတူတစရှာမရပါဘူးအဲ့ဒါကြီးကိုဒကာကြီးတွေဒကာမကြီးတွေကဒကာထဲမှာခန္ဓာကိုယ်ကြီးကိုတဏှာဥပါဒံကံတွေနဲ့တဲမဲချစ်နေတာအဲ့ဒါကြောင့်နိဗ္ဗာန်မရောက်ဘဲနဲ့တသန္တရာလုံးဒုက္ခကြီးရောက်နေခဲ့ကြဒါကြောင့်မလို့နိဗ္ဗာန်ရောက်ခြင်းလို့ရှိရင်အချစ်ဆုံးဖြစ်တဲ့ခန္ဓာကြီးကိုဘာလို့ရမုန်းရမယ်မုန်းမြင်လို့ရှိရင်ခန္ဓာရဲ့အပြစ်တွေကိုမြင်အောင်ကြည့်ရမယ်ခန္ဓာရဲ့အပြစ်တွေကိုဘယ်လိုလဲအပြင်ယောဂီတို့အခုရထားတဲ့ခန္ဓာ၅ပါးကြီးတီဆောက်ထားပုံလေးမြတ်စွာဘုရားဟောတာအဓိနံနဂရံကတံမန္တာလောဟိတလေပနံယထဇရာစာမိစုစာမာနောမေခောစာဩဟိတောအဓိနံ300သောအယုတို့ကိုနာရုဝိနာတံ900သောအကျော်တို့ဖြင့်ခြိတုပ်ဖွဲ့နှောင်လျက်မန္တာလောဟိတလေပနံအသာအသွေးတို့ဖြင့်လိန်ကြံခြင်းရှိသောနဂရံခန္ဓာအင်ကြီးကိုကတံဆောက်လို့၍ထားပါ၏ယောဂီတို့အခုရထားတဲ့ခန္ဓာအင်ကြီးဟာဘာတွေနဲ့ဆောက်ထားသလဲမေးရင်အယိုးပေါင်းက300တဲ့အယိုးပေါင်းဘယ်လောက်ပါလဲအဲ့ဒီအယိုးပေါင်း300ကိုတိုင်ထူလိုက်ပေါ့တိုင်ထူပြီးတဲ့အခါကျတော့အကျော်ပေါင်းက900ရှိပါတဲ့အကျော်ပေါင်းက900
အဲ့ဒီအကျော်ပေါင်း900နဲ့သူ့နေရာတကြချီတုပ်ဖွဲနှောင်လိုက်တဲ့အခါကျတော့အင်းကြီးတစ်လုံးအကျမ်းပြင်းအဖြူတွေဆောက်လို့ပြီးတယ်လို့ပြတ်သွားတာပေါ့အဲ့ဒီမှာသားတစ်ပေါင်းက900သားတစ်ပေါင်းကဘယ်လောက်လဲသားတစ်ပေါင်းက900နဲ့ပိတ်ဆို့လိုက်အသွေးသားလေးတွေနဲ့လိမ့်ကြံလိုက်နောက်အရေးတူအရေးပါလေးတွေအုပ်လိုက်ဒီလိုမဟုတ်လားအဲ့ဒီထဲမှာယထာရင်ခန္ဓာအင်ကြီး၌ဇရာစအိုရခြင်းဆိုတဲ့တရားသည်၎င်းမေစုစာတရားခြင်းဆိုတဲ့တရားသည်၎င်းမာနောသမန်ထောင်လွှားခြင်းသည်၎င်းမေခောစသူကျေစုကိုခြေဖြတ်တတ်တဲ့မေခါဆိုတဲ့တရားဆိုသည်၎င်းအောဟိတောထဲသွင်းရထား၏အဲ့ဒီထဲမှာအကဂါထာမို့လို့ကျင်းအောင်ဟောတာပါအပြည့်အစုံပြောကြသူဆိုရင်အဲ့ဒီခန္ဓာအင်ကြီးထဲမှာဇာတိဆိုတဲ့တရားလဲထဲဇရာဆိုတဲ့တရားလဲဗျာတိဆိုတဲ့တရားလဲမရဏဆိုတဲ့တရားလဲထဲဒီကြရိယမာနာတို့ဟုတ်လားမေခါတို့တဏှာတို့ဒိဋ္ဌိတို့အစရှိတဲ့ကိလေသာတွေလဲဒီခန္ဓာရင်နဲ့ခန္ဓာရင်နဲ့အကုန်ဖြစ်တာပဲဗျဟုတ်ပြီလားခန္ဓာရင်ထဲမှာတခါကြီးတွေမာကြီးတွေခွဲစိတ်ကြီးပါကောင်းတာတခုမှမရှိဘူးအဲ့ဒီဓမ္မမှာသံပင်မွေးညင်းအစရှိတဲ့32ခုထာသသူ့နေရာတကြချိန်ဆွဲလိုက်တော့မှဟောဒီထဲမှာငုတ်တုတ်တွေဖြစ်သွားဟုတ်ပြီလားကဲအခုခန္ဓာအိမ်ဆောက်တဲ့ပစ္စည်းတွေယောဂီတို့အကောင်လုံးသိရပြီမြင်ရကြားရပြီတာယာစရာနှစ်သက်စရာတွေ့တာစရာမျက်နှာစရာဘာပစ္စည်းများပါတယ်လဲလို့မေးတော့မပါပါဘူးအပုတ်တွေကြီးပဲအဒီမသမိကာယေကေတာလောမနခတန္တာတသောမန္တနာရုအတ္တယတိမိဇံဝကံဟရယံယကနံကိလောမကံပိယကံပပသံအန္တကုဏဥဒရိယကရိတံမထလုံကံပိတံသေမံဘုံဘောလောဟိတံသေတော်မိတော်အတုဝတ္တခေလောသင်္ကနိကာလတိကာမုတ်တံအဲ့ဒါမြန်မာပြန်လိုက်မယ်ဆိုရင်ဇံပေမွေညင်းလက်သီးခြေသီးသွားအယေအသားအကျော်အယုခြေသီးအညို့နှလုံးအမြင့်အပြင်းအဆုပ်ဥမဥသိမ်းအစာသေးအစာဟောင်းဥနောက်သိချေတလိပ်ပြီးတွေးချွေးအစီကဲမျက်ရည်စီကြီးတန်တွေးနှာအစေးကျင်ငယ်ကဲ30နဲ့နှစ်ကောထာတာတာယာစရာမြတ်နိုးစရာဘယ်နှကောထာတာများပါပါလိတကူမှမပါဘူးအဲ့ဒါသမဝပညာအပေါင်းစုကြီးကြည်ကြည်ပြီးတော့သူချောတယ်ငါချောတယ်လုံနေကြတာတကယ်တော့အတုပတွေကြီးပဲဗျာမတင့်တဲ့တရားတွေပေါင်းစုဖွဲ့စည်းထားခြင်းကြောင့်ဘု து ခန္ဓာဖြစ်ဖြစ်သူပါလားအတုပလားဒါပဲရှိပါတယ်ဗျာဟုတ်ရဲ့လားအတုရံအတုစိန်ပုတိပတ္တနန္ဒီသမုဒ္ဒယံဥက္ကရန္တံပက္ကရန္တံဘာလနံအပိပတ္ထိတံအတုရအမြဲအစင်နာကျင်လေးရှိတော်ယောဂီတို့ခန္ဓာကြီးဟာအမြဲတမ်းနာကျင်တဲ့သဘောမရှိဘူးလားရှိမြတ်စွာဘုရားကဒီခန္ဓာကြီးများဟောလိုက်တာခန္ဓာတော်ရောဂတော်သံလာတော်အဂတော်အာဘာဒတော်ခန္ဓာတော်ထွန်းမြင့်အနာအိမ်မာကြီးနဲ့တူတယ်တဲ့ထွန်းမြင့်အနာအိမ်မာကြီးရတခါတည်းသွေးပုတ်ပြည်ပုတ်တွေတရွှတ်ရွှတ်ကြသလိုပဲယောဂီတို့ခန္ဓာအိမ်ကြီးကလည်းဒွါရကိုပေါက်ကအညစ်အကြေးတွေကတကားတဲ့အမြဲတမ်းတလဇတ်ဆိုသလိုကြနေတာပဲဒါကြောင့်မလို့ထွန်းမြင့်အနာအိမ်မာကြီးနဲ့တူတယ်တဲ့ရွှေစရာကြီးထွေးပွဲရာကြီးအတုရအမြဲအစင်းနာကျင်လေးရှိတော့နာမှုကျင်မှုကလည်းအမြဲတမ်းရှိနေတာပဲမရှိဘူးလားရှိအခုတခါကြီးတွေတခါမကြီးတွေတရားတနာကြီးနာတာကိုမရွှေ့မပြောင်းမဲနဲ့ဣရိယာပုတ်တစ်ခုတည်းနဲ့ပြီးဆုံးအောင်နာနိုင်ဖို့ဆိုတာတော်တော်အခက်ရပါတယ်ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းမနာလို့ပြောင်းနေတာလားနာလို့ပြောင်းပေးရနာလို့ပြောင်းပေးရတာအနာကြီးတဲ့ဟုတ်ရဲ့လားအနာကိုယ်တစ်ကိုယ်လုံးမှာလည်းပဲဆံမင်းရှိရင်ဆံမင်းနဲ့ပတ်သက်တဲ့ယောဂါတွေမျက်စိရှိရင်မျက်စိနဲ့ပတ်သက်တဲ့ယောဂါတွေခန္ဓာရောဂောဟလာစက္ခုရောဂောသောတာရောဂောခန္ဓာရောဂောစိတ်ဝါရောဂောဒန္တရောဂောဥဋ္ဌရောဂောဟိုအများကြီးပါပဲတစ်ကိုယ်လုံးယောဂါတွေကြီးပဲဘုရားတို့ဂိရိမာနန္ဒသုတ်တံဟောတော်ကအဲ့ဒါတွေအစုံပြောထားတာရှိနော်မျက်စိရှိရင်မျက်စိနဲ့ပတ်သက်တဲ့ယောဂါမျိုးစုံအကုန်လာမှာပဲနားရှိရင်လည်းနားနဲ့ပတ်သက်တဲ့ယောဂါမျိုးစုံစက္ခုမျက်စိသည်
ယတိအဘဝိတအကယ်၍မရှိသည်ဖြင့်စက္ကူရောကောမျက်စိယောဂသည်ကုတောအတ္တိအပေမှာဖြစ်နိုင်တရားရှိပါတော့အနိမျက်စိကမရှိဘူးဆိုရင်မျက်စိယောဂဆိုတာဖြစ်ဖို့အတာထနာမည်တော်တတ်เสียမလိုတော့ဘူးမရှိတော့ဘူးထို့အတူပဲသောတာနာဆိုတဲ့တရားမရှိရင်လေနာနဲ့ပတ်သက်တဲ့ယောဂဖြစ်ဖို့ဆိုတာအတာထနာယောဂလို့ပြောကြရတော့မရှိတော့ပါဘူးအဲကြောင့်မျက်စိရှိလို့မျက်စိယောဂဖြစ်တယ်မျက်စိသည်ပင်လျင်ယောဂပဲနာသည်ပင်လျင်ဟေးနှာခေါင်းရှိတော့နှာခေါင်းနဲ့ပတ်သက်တဲ့ယောဂမျိုးစုံအကုန်မလာဘူးလားခံတွင်းရှိတော့ခံတွင်းနဲ့ပတ်သက်တဲ့ယောဂတွေအဲကြောင့်နာနှာခေါင်းလေချောင်းဆိုတာမျက်စိစိအဲ့ဒီစိတ်ယုံတွေမှာသွားကြည့်ရင်အမျိုးစုံပဲဟုတ်လားဒါတွေနဲ့ပတ်သက်တာနောက်အောင်နာနေနေစလိုက်အသေးရှိအသေးယောဂအဆုတ်ရှိရင်နှလုံးရှိရင်ဒီနေ့ခေတ်ကလည်းအဲ့ဒီနှလုံးကတော်တော်ခက်စားတယ်အပေါက်ကျင်းရတာနဲ့အပေါက်ကျရတာနဲ့အမျိုးမျိုးပဲနော်ကြောက်ကရှိရင်လေကြောက်ကယောဂဥရှိရင်အစာရင်ရှိရင်တကူလုံးယောဂတုံယောဂခဲကြီးတဲ့ရောဂတော့ယောဂတုံယောဂခဲကြီးဟုတ်ပြီလားယောဂအပေါင်းတို့ရဲ့စုဝေးကြရောက်ရာဌာနတွေဟောဒီခန္ဓာကြီးပဲဒီအပြစ်တွေမမြင်တဲ့အခါကျတော့ဒကာကြီးတွေဒကာမကြီးတွေချစ်လိုက်ခင်လိုက်တာလည်းမပြောပါနဲ့ချစ်သလားခင်သလားဆိုတာမမေးနဲ့တယောက်တယောက်လမ်းတွေ့တဲ့အခါတကယ်ကြီးဘယ်နဲ့မိတ်ဆွေနေကောင်းရဲ့လားအာမပြောပါနဲ့ဗျာကျုပ်ခန္ဓာတော့ပိုးမွေးတယ်လို့မွေးနေရပါတယ်မဲတော်တော်ယူရရအတန်ပဲမချစ်တဲ့အတန်လားချစ်တဲ့အတန်လားအပြစ်မြင်လို့ချစ်ခင်တာလားအပြစ်မမြင်လို့ချစ်ခင်နေတာအပြစ်မမြင်အောင်အမောင်ချပေးတာဘယ်သူပါလဲအပြစ်မမြင်တဲ့အတွက်ချစ်ခင်နေတာကတဏှာလာရင်တဏှာပိစေယဥပါရဏပိစေယအဲ့ဒီချစ်တဲ့တရားတွေသစ္စာဖွဲ့လိုက်တော့ဘာသစ္စာချစ်တာကိုသစ္စာဖွဲ့တော့ဘာသစ္စာသမုဒိယတရားကျေစုပြီးရင်နိဗ္ဗာန်ရောက်မှာလားဒုက္ခရောက်မှာလားဒုက္ခရောက်တာဒီမချစ်လို့လားချစ်လို့လားဒုက္ခဖြစ်တာကျင်ပြောပါဒုက္ခဖြစ်တာချစ်ရင်ဒုက္ခရောက်မှာဟုတ်တော့လားချစ်ရင်ပါတယ်ဒါပဋိစ္စသမုပ္ပါထောက်ဟောနေတာတော့ဒကာကြီးတွေကြီးစရာပြောနေတယ်မအောင်မေးလိုက်ပါနဲ့ဘုရားတို့ခန္ဓာချစ်เสียဘာမှမပေါ့ဒါကိုမသိတော့ချစ်နေကြတာပဲဒါကိုအပြစ်တွေမမြင်တော့ဘာဖြစ်နေကြချစ်ခင်နေကြတာဒါကိုမြင်အောင်ကြည့်ပါတဲ့မြတ်စွာဘုရားကအာတုရံအမြဲအစင်နာကျင်လေးရှိသောအတုစိမ်မစင်ကြဲထသောခန္ဓာကြီးကမစင်မကြဲယွန်းပွဲခန္ဓာကြီးချွေးတွေတန်နေထွက်လာလို့ချိုးပြန်ပြီတဟုံးဟုံးနဲ့ဟုတ်လားပြီးပလားလို့မေးတော့မဟုတ်ဘူးတော့ကြတော့ချွေးတွေတန်နေပြန်ပြီးတော့တခါချိုးပြန်ပြီတဟုံးဟုံးနဲ့ပြီးပလားမေးတော့တော်ကြချွေးတွေတန်နေပြုလို့မဆုံးပြင်းလို့မဆုံးဟုတ်ရဲ့လားဘလောက်ပြုဘလောက်ပြင်းစင်ကြယ်တယ်ကိုမရှိဘူးထွက်လာတဲ့ဟာလားထွက်လာတဲ့ပစ္စည်းတွေကလည်းအကောင်းဆိုတာဘာမှမရှိဘူးထွက်လာတဲ့ပစ္စည်းတွေအကောင်းဆိုတာဘာမှမရှိဘူးဒကာကြီးတွေအပုတ်တွေအညီတွေသာထွက်လာအပုတ်တွေအညီတွေထွက်လာလို့ခင်ဗျားတို့ခဏသုတ်တင်ပေးနေရတာဗော3ရက်လောက်တာရေမချိုးပဲနေသမ်းပါလားလူတော်လည်းတိုးလို့မရနိုင်တော့ဘာလို့မစင်မကြဲတွေကထွက်နေတာအမြဲတမ်းအဲ့ဒါကိုမစင်မကြဲမသုတ်တင်ပေးရင်1ရက်က2ရက်2ရက်က3ရက်ဆိုပဲအနက်ပဲခံနိုင်တော့မှာအဲကြောင့်အတုစိမ်မစင်ကြဲထသောအဲ့ဒါကိုပဲဒကာကြီးတွေဒကာမကြီးတွေကမသိတဲ့အခါကျတော့ပြုလိုက်ပြင်းလိုက်ချော်တယ်လာတယ်ဝတယ်ပိန်တယ်ပူတယ်ရှည်တယ်စုံလို့ပေါ့ဟုတ်တယ်မလားကံမျက်စိနဲ့ကြည့်နေတာဟိုဗျဘယ်အပြစ်တွေမြင်မှမလဲကံမျက်စိနဲ့ကြည့်လို့ရတော့ဗျာဒကာကြီးတွေဒကာမကြီးတွေချော်တယ်လာတယ်ဝတယ်ပိန်တယ်ပူတယ်ရှည်တယ်ဒါပဲမြင်မှာပဲအပြစ်တွေမြင်မှမလားအခုဘုရားကမြင်အောင်ကြည်သမ်းပါတဲ့အတုစိမ်မစင်ကြဲထသောပူတိန်အပုတ်အတိဖြစ်သောခန္ဓာကိုယ်ကြီးအပုတ်ကောင်ကြီးဟုတ်ရဲ့လားခန္ဓာကိုယ်ကြီးကပါလေအပုတ်ကောင်ကြီးအယုတ်ဆောင်ပြီးတော့လူတော်တဲ့တိုးနေတာဟုတ်ပြီလားခင်ဗျားတို့မသုံးမသိမင်းနဲ့တာဒီတိုင်းထားရင်လူတော်တဲ့တိုးလို့
အဲ့ဒါပြုတ်ကပြင်ကလှုပ်ပြီးတော့လူတော်ထဲမှာခင်ဗျားတို့ကအမလေးဟိုဝက်ကလေးဝက်လိုက်ဒီဝက်ကလေးဝက်လိုက်ဟိုတယ်လေးဝက်လိုက်ဒီတယ်လေးဝက်လိုက်ဘလုံးပေါ်မှန်ရှိကြက်ရက်တယ်ပြီးတော့မင်းအသက်တာ60ကျော်တာမတွန့်သေးဘူးပဲပရိနေကြီးအောင်မဲပရိနေကြီးမတွန့်လဲသေမှာပဲပုထုဇဉ်များအသိမနာအယူထားတယ်ဗျအဲကြောင့်ပုထုဇဉ်တော့ဥမ္မတကောတဲ့ပုထုဇဉ်တော်ပုထုဇဉ်ပုဂ္ဂိုလ်သည်ဥမ္မတကောအယူပါတယ်ပုထုဇဉ်ဆိုတာဘာလဲအယူတယ်ဒကာကြီးတွေဒကာမကြီးတွေအခုကြည့်ပါလားခန္ဓာကိုယ်ကြီးကိုတခါတည်းညွန်စရာခန္ဓာကိုယ်ကြီးကိုတခါတည်းအပြစ်တွေမမြင်နိုင်တော့ချစ်ခင်လိုက်တာမိတ်ဆွေကြီးဘယ်နဲ့လဲဗျာခမရနေကောင်းရဲ့လားမပြောပါနဲ့ဗျာကျုပ်ခန္ဓာကတော့ရွှေတနေ့ငွေတနေ့ပါပဲဟုတ်မယ်အတုပါကြီးများရွှေတွေပါလေးနဲ့ကုတ်ပြီးတော့တင်စားပြီးတော့များပြောနေလိုက်သေးတယ်ခင်ဗျားတို့ခန္ဓာရဲ့ခွဲစိတ်ကြီးရဲ့ရွှေတွေငွေတွေတွေ့မှာဟုတ်ရဲ့လားသူ့ဘာတွေတွေ့မှာလားအတုပါတွေတွေ့မှာ30နဲ့ကောထာသ32ပုံပုံလိုက်တယ်တခုမှသူ့ဘာမပါဘူးဒါကြောင့်ဩမတကသုတ်တံများကြတော့ဘုရားကဟောတာအနိစ္စနိစ္စသင်္ဉ္တိဩမတင်းတိဒုက္ခဒုက္ခသင်္ဉ္တိဩမတင်းတိအနတ္တအတ္တသင်္ဉ္တိဩမတင်းတိအတုပံသူဘာသင်္ဉ္တိဩမတင်းတိနေဆာကိုပင်နေဆာတင်အမြင်မှားကြသည်ဒုက္ခကိုပင်ဒုက္ခတင်အမြင်မှားကြသည်အနတ္တကိုပင်အတ္တတင်အမြင်မှားကြသည်အတုပကိုပင်သူဘာတင်အမြင်မှားကြသည်တဲ့အမြင်မှားပြီးတော့ပုထုဇဉ်တွေအယုထနေတာအနိစ္စနိစ္စဆိုတဲ့တရားကိုနိစ္စသင်္ဉ္တိနိစ္စဟု၍မှတ်ထင်ပြီးတော့ဩမာတင်တိနေတိုင်းနေတိုင်းအယုထပြီးတော့နေကြလေကုန်၏ဘုရားဟောတာနော်ဒုက္ခဒုက္ခသင်္ဉ္တိဩမာတင်တိဒုက္ခဒုက္ခဆိုတဲ့တရားကိုဒုက္ခသင်္ဉ္တိဒုက္ခဟု၍မှတ်ထင်ပြီးတော့ဩမာတင်တိနေတိုင်းနေတိုင်းအယုထ၍နေကြလေကုန်၏အနတ္တအတ္တသင်္ဉ္တိဩမာတင်တိအနတ္တအနတ္တဆိုတဲ့တရားကိုအတ္တသင်္ဉ္တိအတ္တဟု၍မှတ်ထင်ပြီးတော့ဩမာတင်တိနေတိုင်းနေတိုင်းအယုထ၍နေကြလေကုန်၏အတုပဆိုတဲ့တရားကိုသူဘသင်္ဉ္တိသူဘဟု၍မှတ်ထင်ပြီးတော့ဩမာတင်တိနေတိုင်းနေတိုင်းအယုထ၍နေကြလေကုန်၏ဘုထုဇဉ်ကိုဩမတကလို့ပြောတာပေါ့ဟုတ်တယ်မဟုတ်လားအခုတော့ဉာဏ်နဲ့ဆင်ခြင်ကြည့်လိုက်တော့ခန္ဓာမှာခင်းစရာမင်းစရာတထုတစရှာလို့ရရဲ့လားမရပါဘူးအခုဘုရားကသေချာဟောနေပြီအတုရအမြဲစင်နာခြင်းလေးရှိသောအတုစိမ့်မစင်ကြဲထသောပူတိအပုတ်အတိဖြစ်သောဥက္ကရန္တအထက်ဒွါရတို့မှဖိတ်ဝေးလျံအတွက်အန်ထွက်လျက်ရှိသောပက္ကရန္တအောက်ဒွါရတို့မှယိုစီးကြဆင်းလျက်ရှိသောအထက်ဒွါရတွေကလည်းပဲအညစ်အကြေးတွေယိုထွက်နေတာပဲမျက်စိကလည်းမျက်ခြေတွေနားကလည်းနှာဖာခြေတွေနှာခေါင်းကလည်းနှာခြေတွေသွားကလည်းတစ်ခြေတွေမွေးညင်းပေါက်တွေကလည်းချွေးတွေတန်နေအောက်ဒွါရပေါက်တွေကလည်းကျင်ကြီးကျင်ငယ်တွေအဲကြောင့်ဥက္ကရန္တထက်ဒွါရတို့မှာဖိတ်ဝေလျံတက်အန်ထွက်လျက်ရှိသောပက္ကရန္တအောက်ဒွါရတို့မှာယိုစီးကြဆင်းလျက်ရှိသောဘာလနာပညာမျက်စိမရှိဆုံးကံလူတယံတို့သည်အဘိပါတိတံတောင်းတမပြတ်အလွန်ချစ်ခင်ဆုံးမဲ့နှစ်သက်မြတ်နိုးအထသောပညာမျက်စိကန်းနေတဲ့လူမိုက်တွေဒီခန္ဓာကြီးချစ်တာကွာတဲ့ဟုတ်ရဲ့လားဒီလောက်ယုံကြည်ကောင်းတဲ့ခန္ဓာကြီးချစ်တယ်ခင်တယ်ဆိုတာဟာပညာရှိသူတော်ကောင်းလားလူမိုက်လားဗျာဘာလနာပညာမျက်စိမရှိဆုံးကံလူတယံတို့သည်အဘိပါတိတံတောင်းတမပြတ်အလွန်ချစ်ခင်ဆုံးမဲ့နှစ်သက်မြတ်နိုးအထသောသမုဒ္ဒရာယွန်ပွဲအပေါင်းစုဆောင်းလောင်သူဟောဒီခန္ဓာကိုယ်ကြီးကိုပတ္တဉာဏ်ဆက်ကူဖြင့်ကြည့်ရှုပါလောဉာဏ်ဆက်ကူနဲ့ဘာလို့ကြည့်ရှုရမှာပါတဲ့ကြည့်ရှုလိုက်တဲ့အခါကျတော့ယောဂီတို့ခန္ဓာခင်းစရာမင်းစရာတရုဒ္ဒရှာလို့ရရဲ့လားအာတုပအပုတ်တွေစုပေါင်းဖွဲ့စည်းထားတဲ့တရားကြီးပါဗျာမြဲတဲ့တရားလားမမြဲတဲ့တရားလားမြဲတဲ့တရားပါဗျာအိဋ္ဌလားအနိစ္စလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တလားသုဘလားအသုဘလားဘာသစ္စာပါလဲမြင်တဲ့ဉာဏ်ကချစ်ခင်တတ်တဲ့တရားတွေသိတာကနောက်ဒီခန္ဓာမျိုးမရတော့တဲ့နေရာက
နိရောဓသစ္စာဆိုတာတခြားလားနိဗ္ဗာန်လားခန္ဓာကြီးချစ်လို့နိဗ္ဗာန်ရတာလားမုန်းလို့နိဗ္ဗာန်ရတာလားမုန်းတာကလည်းအပြစ်မမြင်လို့လားမြင်လို့လားမြင်တာကလည်းကံမျက်စိနဲ့ကြည့်လို့လားဉာဏ်မျက်စိနဲ့ကြည့်လို့လားဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါကျတော့ခန္ဓာကြီးကမြဲတဲ့တရားလားမမြဲတဲ့တရားလားအိဋ္ဌလားအနိစ္စလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တလားသုဘလားအသုဘလားမသစ္စာပါလေဉာဏ်နဲ့ဉာဏ်ကချစ်ခင်တတ်တဲ့တရားတွေသိတာကသမုဒိယသစ္စာသေးလို့နောက်ဒီခန္ဓာမျိုးမရတော့တဲ့နေရာကအချစ်ဆုံးဖြစ်တဲ့ခန္ဓာကြီးကိုမုန်းလိုက်တဲ့အခါကျတော့တခြားရတာလားနိဗ္ဗာန်ရတာလားဒါကြောင့်မို့လို့အချစ်ဆုံးကိုမုန်းလိုက်ပါတဲ့မုန်းလိုက်ပါဆိုတော့ချစ်နေလို့မုန်းခိုင်းတာမုန်းခိုင်းတာကလည်းပဲမုန်းချစ်စရာကြီးကိုတမင်ဇွတ်မိတ်ပြီးတော့မုန်းခိုင်းတာမဟုတ်ဘူးနော်မုန်းစရာမဟုတ်လို့မုန်းလိုက်ပါလို့ပြောတာမမုန်းလို့ချစ်ခင်နေရင်နိဗ္ဗာန်ဝင်မှာလားဒုက္ခရောက်မှာလားခန္ဓာချစ်ခင်နေလို့ရှိရင်ဒုက္ခရောက်ပါလိမ့်မယ်ခန္ဓာကိုအပြစ်တွေမြင်အောင်ကြည့်လို့မုန်းမယ်ဆိုရင်နိဗ္ဗာန်ဝင်ပါလိမ့်မယ်တဲ့ဤကဲ့သို့သောတရားဒေသနာတော်မြတ်ကိုဘုရားရှင်ကိုယ်တော်မြတ်ဘယ်ရဘယ်ဒေသသတင်းသုံးတော်မူသင်္ကာလဘယ်ပုဂ္ဂိုလ်များအကြောင်းထားလို့ဟောကြားတော်မူခဲ့ပါသလဲဆိုတော့ဘုရားရှင်ကိုယ်တော်မြတ်တာဝတိပြီးမွန်စေတော်ရွှေကြောင်ကိန်းအောင်မွေလျော်စံပြောတော်မူစဉ်အခါတာဝတိပြည်ထဲမှာဘုရားရဲ့အလှမယ်ပွဲရထားတဲ့ဘုရားရဲ့နှမတော်ဇနဗဒကလျာဏီမင်းသမီးတဲ့ဘယ်သူပါလဲလောကအမြင်နဲ့ကြည့်ကံမျက်စိနဲ့ကြည့်ရအင်မတန်ချော့အင်မတန်လှအလှမယ်ပွဲကိုရနေတဲ့မင်းသမီးဗျလှတဲ့လောက်လဲ तू ကမန်တက်လှတဲ့လောက်လဲမန်တက်တယ်ဒီခန္ဓာကြီးအကြောင်းပြုပြီးတော့ငါလိုဘ누구ချောတယ်လဲငါလိုဘ누구လှတယ်လဲသာဝတိပြင်ဒုက္ခမှာအလှပရင်ငါသာပဲရဲ့လို့မာနာကဲထောင်လွှားပြီးတော့နေတာဟာဖြင့်ဇနဗဒကလျာဏီမင်းသမီးပါဘယ်သူပါလဲဗျာယောဂီတို့ကညံလေးနဲ့ဆင်ခြင်ကြည့်တာပေါ့ဗျာဇနဗဒကလျာဏီမင်းသမီးအလှမယ်ပွဲရထားလို့ဘလောက်ပဲလှ30နဲ့သူပါလားအသူပါလားဟိုအာတုပါကြီးရပြီးတော့ဇနဗဒကလျာဏီမင်းသမီးမန်တက်နေတယ်ဗျာဟုတ်ရဲ့လားအဲ့တော့ဆရာတော်ဘုရားကြီးကဘာနဲ့လာသရတူတယ်လဲဆိုတော့လင်းနာကြီးတကောင်ခွေးကောင်ပုံကြီးရပြီးမန်တက်နေတာနဲ့သိတူတယ်ကွာတဲ့အဲ့တော့ဇနဗဒကလျာဏီမင်းသမီးကဒါရကပြတာပါသူတော်ကောင်းတို့လည်းဒီခန္ဓာကြီးအကြောင်းပြုပြီးတော့အမျိုးမျိုးသောမန်နေတက်တတ်တယ်နော်ရုပ်ချောရင်လည်းယူပကဝဏမန်ဥစ္စာရဏကြောဝချမ်းသာရင်လည်းပဲဒနမံပညာတတ်ရင်လည်းပညာမံအမျိုးမျိုးပေါ့ဗျာအနာကင်းရင်လည်းအာရောကြမံအသက်ရှင်ရင်ဇီဝိတမံမျိုးမျိုးမှနေမတက်တတ်ဘူးလားတက်တတ်ပါတယ်အခုဇနဗဒကလျာဏီမင်းသမီးကအလှမှန်တက်နေတာဗျာဘာမှန်တက်နေလောကအမြင်နဲ့ကံမျက်စိနဲ့ကြည့်မယ်ဆိုရင်လည်းသူကတကယ်တော့ချောပါတယ်တကယ်လှပါတယ်ဒါပေမဲ့လို့ဉာဏ်မျက်စိနဲ့ကြည့်လိုက်တဲ့အခါကျတော့ဘလောက်ချောချောဘလောက်လှ32ခုထာသစုပေါင်းဖွဲ့စည်းထားတဲ့ခန္ဓာဖြစ်ခြင်းကြောင့်ဇနဗဒကလျာဏီမင်းသမီးခန္ဓာသူပါလားအတုပါမသစ္စာပါလေအဲ့ဒါကိုမမြင်တဲ့အခါကျတော့ဒကာကြီးတွေဒကာမကြီးတွေဇနဗဒကလျာဏီမင်းသမီးရဒီခန္ဓာအပေါ်မှာတကားတဲ့တဏှာဥပါဒံကံနေနဲ့ဆွမ်းကြီးပြီးတော့မာနတွေထောင်လွှားတဏိတာနဲ့ကြတော့သူစဉ်းစားတယ်တဲ့ဟောငါအလှတွေနေစဉ်နဲ့အမြတ်ပြင်းစင်တပြီးတကလားနေရပြီမဲ့လို့ငါအလှဘယ်သူမှလည်းချီးမွမ်းမဲ့သူလည်းမရှိကြက်ရဲမဲ့သူလည်းမရှိဟုတ်တာပေါ့ဗျာအလှပြင်းနေဆိုတာကိုယ့်အတွက်မဟုတ်ဘူးဟုတ်တယ်မဟုတ်လားဒီကြလဲစဉ်းစားကြည့်အောင်ကိုယ့်အတွက်ဆိုတယောက်တည်းသာဆိုလို့ရှိရင်တော့ပုတ်နန်ဘလို့နေပေါ့ဟုတ်တယ်မဟုတ်လားပြင်းရဆင်ရတယ်ဆိုတာဘယ်သူအတွက်လဲသူများအတွက်ဗျအဲ့ဒါသူ့အလှချီးမွမ်းမဲ့လူလည်းမရှိကြက်ရဲမဲ့သူလည်းမရှိသူ့မောင်ကြီးဖះဆိုလည်းပဲတခါတည်းဖះအဖြစ်သို့ရောက်သွားလောကမှာလောကသုံးပါးမှာအမြတ်ဆုံးဖြစ်တဲ့တပ်ပိညုအဖြစ်သို့ရောက်သွားပြီမောင်ကြီးဖះရဲ့သားတော်လေးရာဟုလာလေးကလည်းတူလေးရလည်းပဲသာသနာဘောင်ဝင်သွားပြီ
တခါသူ့ရဲ့ခင်မွန်းတယ်မဖြစ်တဖြစ်အဲ့ဒါကလည်းကတိကတ္တသူဟာလေနန္ဒမင်းသားလေအဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသာသနာပေါ်ဝင်သွားယဟန္တာတော်ဖြစ်နေပြီပဲတခါသူ့မေတော်ကြီးမြူရတော်ဂေါတမီယာလည်းပဲဟာဘိက္ခုနီမကြီးဝစ်သွားသာသနာပေါ်ဝင်သွားတော့သူ့မှာအထီးကျန်တကောင်ကျွဲ့အလှပြင်းနေတော့သူ့အလှဝေဖန်သုံးသပ်မဲ့လူလည်းဘယ်သူမှမရှိဘူးငါအလှပြင်းတာပြင်းနေရတယ်ဟဲ့ဘယ်သူမှချီးမွမ်းမဲ့လူလည်းမရှိခဲ့ရဲ့မဲ့သူလည်းမရှိငါဝလုံးကောင်းနဲ့လာတာတယ်လို့ဖြစ်နေဟုတ်လားဝလုံးကောင်းနဲ့မှာဘယ်သူမှလည်းမြင်တာမှမဟုတ်ပဲနဲ့အဲ့ဒါလိုပြင်းနေတော့မထူးပါဘူးငါလည်းပဲဆွေတော်မျိုးတော်တို့နဲ့အတူတကောကနေရအောင်လို့မေတော်ကြီးကြောင်းသွားဘိက္ခုနီမဝိတ္တကောင်းပါတယ်။သူကစိတ်ကူးပေါက်သွားတယ်။သို့တော့သူဝိတ္တကားတဲ့တရားတရားရှိလို့သာသနာကြီးညိုလို့ဘိက္ခုနီမဝိတ္တတော့မဟုတ်ဘူးတဲ့ဗျ။ဟုတ်ကဲ့လား။ဘာဖြစ်လို့ဝိတ္တလဲလို့ကောက်ချက်ချကြည့်လိုက်တဲ့အခါကျတော့ဆွေတော်မျိုးတော်တို့နဲ့အတူတကောကနေရအောင်လို့ဝိတ္တဆိုတော့သူကတရားပပ္ပစိတမဟုတ်ဘူးတဏှာပပ္ပစိတဖြစ်နေ။ဟုတ်ကဲ့လား။ဆွေတော်မျိုးတော်ခင်တဲ့တဏှာနဲ့ဝင်တာဟုတ်ဗျ။အဲဒီလိုနဲ့မေတော်ကြီးကြောင်းသွားဘိက္ခုနီမဝိတ္တသူ့ဘွဲ့တော်အစမ်းပြမခေါ်ပါဘူးရူပနန္ဒာထေရီလို့ဒီလိုခေါ်ပါတယ်တဲ့အပြည့်အစုံပြောမယ်ဆိုရင်တော့အဘိရူပနန္ဒာထေရီတော်မောတယ်သူ့နာမည်ခေါ်ရတာလေအဘိရူပနန္ဒာထေရီတဲ့ဘိက္ခုနီမတော့သင်္ကနာဝိတ္တကေတိရိပ်ပဲကရုဏာဖြစ်နေတာမဟာသိမကြသေးဘူးအဲ့ဒီကရုံချင်းကိုပဲသူကဟိုဘိက္ခုနီမနဲ့ဒီဘိက္ခုနာရှင်မဲသူကငါလောက်ချောအောင်သူကလုံးတင်လုံးနေသေးတာရုံချင်းသူကပြိုင်းနေသေးတာအဲ့လိုပဲနေတော့ဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲသာဝတိပြည်စေတော်အကြောင်းတော်မှာတတ္တဝဝိနည်းတွေနေစဉ်နဲ့အမျှသစ္စာတရားဝိပဿနာတရားတွေဟောကြားပြီးတော့ချွေချွတ်နေတတ္ထာကိရာရူပံအနိစ္စံဒုက္ခအနတ္တဝေဒနာသင်ညာသင်္ခါရဝိညာဏအနိစ္စံဒုက္ခအနတ္တတိဝရေတိတတ္ထမြတ်စွာဘုရားသည်ရူပံရူပခန္ဓာဆိုတဲ့ယုတ်တရားသည်အနိစ္စံအမြဲမရှိဒုက္ခံဆင်းရဲ၏အနတ္တအစိုးမယဝေဒနာသင်ညာသင်္ခါရဝိညာဏဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာသည်အနိစ္စအမြဲမရှိဒုက္ခဆင်းရဲ၏အနတ္တအစိုးမယဣတိဤသို့ဝတ္တေတိနေတိုင်းဟောကြားဆုံးမပြီးတော့နေပါ၏ဘုရားကိုယ်တော်မြတ်ကြီးရတဲ့သာဝတိပြည်စေတော်အကြောင်းမှာသတ္တဝဝိနည်းတွေအမြဲတမ်းတရားဓမ္မတွေဟောကြားပြီးတော့ဆုံးမချွေချွတ်နေသာဝတိပြည်သူပြည်သားတွေကလည်းပဲနာနဲ့ပိုင်းမှာဆိုလို့ရှိရင်ဒါနကောင်းမှုတွေသွားပြီးတော့ဘုရားကျောင်းတော်မှာပြုကြသီလတွေဆောက်တည်ကြညနေချမ်းအချိန်ကာလကြလို့ရှိရင်ဖြင့်ပန်းပြောင်းတိုင်းလက်ကင်ဆွဲပြီးတော့ရုပ်သေးတုတ်တုတ်မရောက်ခြေတော်ကြောင့်တရားနာသွားကြဘုရားတို့အိန္ဒိယနိုင်ငံသာဝတိပြည်ခြေတော်ကြောင့်ရောက်တော့ခြေတော်ကဒီနေရာအမှန်တန်စီကားခဲ့တဲ့နေရာပဲတရားနာပရိသတ်တွေနဲ့ကြက်ပြန်မကြစီကားခဲ့တဲ့နေရာအခုတော့ခြုံတွေပုတ်ပေါင်းနေနဲ့အုံရိုးတွေပဲရှိရဲ့ဘာမှမရှိတော့ဒါဦးဇင်းတို့ဇာတဲ့ကြည့်ပြီးတော့ဇာတဲ့သိထားတဲ့အတွက်ဝင်းနေကြတော့ကောင်းတော့အဲ့ဒီမှာတခါတည်းမှာပဲကြက်ပြန်မကြစီကားနေတာမနေ့ပိုင်းမှာဒါနကောင်းမှုသီလကောင်းမှုတွေသွားပြီးတော့ကြောင်းမှာပြုကြပါတဲ့ညနေဆောင်ကြတဲ့အခါကျတော့ပန်းပြောင်းတိုင်းလက်ကင်ဆွဲပြီးတော့ရုပ်သေးတုတ်တုံမဲအောင်သာဝတိပြည်စေတော်ကြောင်းသွားပြီးတော့တရားနာကြဘိက္ခုနီမတွေကလည်းပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးကြောင်းတော်သွားပြီးတက္ကလတရားတွေနာကြအဲဒါတော့အမြဲတမ်းသွားပြီးနာကြတဲ့အခါတရားနာပရိသတ်တွေကပြန်လာတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ယူပကာယတော်ကြီးကကြီးညိုဘွယ်ရကောင်းလိုက်ပါပြီလက္ခဏာတော်ကြီးက32ပါးလက္ခဏာတော်ငယ်က80နီလပီလာလောဟိတာဩဒတာမင်းစိတ်တာပပသရာဆိုတဲ့ရောင်ကြီးတော်6တွေတွေကတလံမြလောက်သောအရာမှာပြိုးပြက်တခန်းနဲ့ကွန်မြူပြီးတော့တရင်သုံးမွေလျော်ရွှေပလင်ကြီးပေါ်မှာတရင်သုံးမွေလျော်စံပြောပြီးတော့နေတာကြီးညိုစရာကောင်းလိုက်ပါပြီကြီးညိုစရာကောင်းလိုက်ပါပြီလို့တချို့တော့တရားနာပိဋကတရားယူပကာယတော်ကိုချီးမွမ်းပြီးတော့ပြန်ကြပါတဲ့တချို့တရားနာပိဋကတွေကဘုရားရှင်ကိုရောမြတ်ကြီးရဲ့အတန်တော်ကြီးဟာဖြင့်အင်္ဂါ10ပါးနဲ့ပြည့်စုံပြီးတော့ကြီးညိုစရာကောင်းလိုက်ပါပြီတန်ရှင်းသားရလွန်သိသာနာပွဲမပြန့်ပေါ်လုံးနဲ့ပဲ့တင်အထအေးမြတ်ရှင်အတန်တော်အင်္ဂါဘယ်နှပါလဲ
7ပါးရှိတယ်တဲ့အတန်တော်ကြီးက7ပါးနဲ့ပြည့်စုံတယ်ဘုရားကိုရောမြတ်ကြီးရဲ့အတန်တော်ကြီးကလည်းကြီးညိုစရာကောင်းလိုက်ပါပြီဘုရားရှင်ကိုရောမြတ်ကြီးရဲ့သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တွေကလည်းပဲကြီးညိုစရာကောင်းလိုက်ပါပြီလို့ဘုရားဂုဏ်တော်တွေကိုအကုန်လုံးချီးမွမ်းပြောဆိုပြီးပြန်ကြဘိက္ခုနီမတွေကလည်းဒီတိုင်းပဲဘိက္ခုနီမတွေဆိုပေမဲ့ဟိုရှင်မကသူကတရားနာမလိုက်ဘူးယူပနန္ဒာထေရီမကတရားနာလိုက်ရဲ့မလိုက်ဘူးဒီပြင်ဘိက္ခုနီမတွေတရားသွားနာ तू ကမလိုက်ဘူး तू ကဘာလို့မလိုက်လဲဆိုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာခန္ဓာမှန်သမျှကိုမမြဲတဲ့အနေစာဆင်းရဲတဲ့ဒုက္ခအဆိုးမရတဲ့အနတ္တမတင့်တယ်တဲ့အတုပါလို့အမြဲတမ်းဟောလို့ရှိငါခန္ဓာဟာတဏှေကုန်အမျိုးကောင်းသားတယောက်တဏှေကုန်ထိုင်ပြီးတော့စစ်စစ်ကြည့်ဘယ်နေရာကလိုတယ်ဘယ်နေရာကပူတယ်လို့ပြောစရာမရှိအောင်ငါချောတာသူ့ကိုယ်သူမှန်ဘယ်လောက်ချောတဲ့ခန္ဓာကြီးတဲ့ငါမောင်ကြီးဖေကထားမှာမဟုတ်ဘူးတော့ကြအနေစာဒုက္ခအနတ္တအတုပါလို့ဟောရင်ခက်မယ်တဲ့ဘုရားဟောတာကလည်းတခြားမရှိဘူးအနေစာဒုက္ခအနတ္တအတုပါဒါပဲဟောနေတာလေယောဂီတို့ခန္ဓာလဲဒါပဲဟောစရာရှိတာတတ္ထာကိတာရူပံနေဆံဒုက္ခအနတ္တဝေဒနာသင်ညာသင်္ခါရဝိညာဏအနိစ္စံဒုက္ခအနတ္တတိဝရိတိတတ္ထာမြတ်စွာဘုရားသည်ရူပရူပခန္ဓာဆိုတဲ့တရားသည်အနိစ္စအမြဲမရှိဒုက္ခဆင်းရဲ၏အနတ္တံအဆိုးမရဝေဒနာသင်ညာသင်္ခါရဝိညာဏဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာသည်အနိစ္စအမြဲမရှိဒုက္ခဆင်းရဲ၏အနတ္တံအဆိုးမရဣတိဣသောဝတေတိကိရနေတိုင်းဟောကြားပြီးတော့နေပါတဲ့အဲ့ဒါသူကကြားဘူးထားတော့တရားနာလို့မသွားဘူးဒီပြင်ဘိက္ခုနီမတွေကတော့သွားပြီးပြန်လာရင်တခါတည်းစောစားတဲ့နေရာမှာလည်းဘုရားရဲ့ဂုဏ်တော်တွေပဲပြောဆိုနေကြတပိတ်ရှိတဲ့နေရာမှာလည်းဘုရားဂုဏ်တော်တွေပဲပြောဆိုနေကြရေချိုးတဲ့နေရာမှာလည်းဘုရားဂုဏ်တော်တွေပြောဆိုနေကြသင်္ကန်းဖို့တဲ့နေရာမှာလည်းဘုရားဂုဏ်တော်တွေပဲပြောနေကြတော့သူကဒီလောက်တောင်ပြောနေတော့မောင်ကြီးဘုရားဆိုတာငါနဲ့ငယ်တုန်းကကစားပေါ်ကစားပဲငါနဲ့မောင်နှမပဲငါတွေ့ဘူးပါတယ်သူတို့ပြောသလောက်လည်းမချောပါဘူးသူကလေဒီတိအောင်အရှုံးမပေးသေးဘူးအရှင်မတွေအဖြစ်တဲ့နေလိုက်တာမပြောပါနဲ့ငါမြင်မှုသားပဲဒါပေမဲ့မတူဘူးလေဟိုတုန်းကလူတုန်းကချောတာနဲ့ဟိုမင်းသားဘဝတုန်းကချောတာနဲ့အခုဘုရားဖြစ်မှကြီးညိုစရာကောင်းတာမတူဘူးဘုရားဖြစ်လာတဲ့အခါကျတော့ဘုရားနောက်ဆုံးဘဝနောက်ဘဝမရှိတော့တဲ့အတွက်ပါရမီ7ပါးအပြား30လူတာမန်တို့စိတ်တောင်မကူးရတဲ့ပါရမီထူးကြီးတွေပါရမီ7ပါးအပြား30ဆွန်ကြီးကြီး5ပါးစရိယ3ပါးတွေပင်မကြီးစွာအခါတဲ့အသိကျဲ၄သိချင်းနဲ့ကဘာတသိဖြစ်ချင်းစီးပူးပြီးတော့လာခဲ့တဲ့အခါကျတော့ဒီကုသိုလ်အဟုန်တွေကအစွမ်းကုန်အကျိုးပေးတာနောက်ဘဝအကျိုးပေးစရာမရှိတော့ဘူးတဲ့ဒီဘဝအစွမ်းကုန်အကျိုးပေးမယ်ဆိုပြီးပေးထားတာဘုရားကိုရောမြတ်ကြီးယူပကာရတော်နဲ့ရှင်လိုက်တိုင်လိုက်မယ်ဆိုရင်ဟောဒီလောကမှာဘုရားနိုင်တဲ့လူတယောက်မှမရှိဘူးနိုင်တဲ့လူအတ္တထတူတဲ့သူတော်မှမရှိနိုင်သီလကုံနဲ့ပြန်ရင်နဲ့သားတဲ့လူအတ္တထတူတဲ့သူတော်မှရှိပါဘူးတမာတိပညာဂုဏ်တွေနဲ့ပြန်ရင်လည်းပဲနိုင်တဲ့လူအတ္တထတူတဲ့လူတော်မှဒါကြောင့်အတုလကိုတော်ကြီးဆိုတာဟုတ်ရဲ့လားအတုလအတုမရှိတဲ့ကိုတော်ကြီးသူမြင်ဘူးတုန်းကတော့မကဘူးတဲ့အခုကြီးညိုဝဲကောင်းတဲ့ယူပကာယတော်ကြီးတွေကအပြည့်အစုံဟလာအတင့်အတဲဆုံးဖြစ်နေဒါပေမဲ့ဟိုရှင်မတွေကပြောတော့တနေ့ပြောနှစ်နေ့ပြောပါများတဲ့အခါကျတော့ तू ကဒီရှင်မတွေတော့ပြောနေတာဆိုရင်ဖြင့်သူတို့ပြောတော့ဟုတ်ကောဟုတ်လို့လားတနေ့လုံးငါတရားနာလိုက်ကြည့်ရင်ကောင်းမယ် तू ကနည်းနည်းတော့စိတ်ဝင်စားလာတာပေါ့လေအဲ့တော့မှရှင်မတို့နဲ့ဘင်္ဂါကြရင်တပည့်တော်မှလည်းတရားနာလိုက်မယ်ဗျာရှင်မလိုက်ဖို့ကောင်းတာကြာပြီလိုက်ဖို့ကောင်းတာကြာပြီ तू လိုက်စေခြင်းနေတာလိုက်စေခြင်းနဲ့မေတ္တာရှိလို့တော့ဟုတ်ပုံမရဘူးသူကကတုံးချင်းငါချောတယ်ငါလာတယ်လုံနေသေးတာဟုတ်ဗျမေတ္တာရှိလို့တော့ဟုတ်ပုံမရဘူး तू လိုက်စေခြင်းက तू သာလိုက်လာရင်ဘုရားကသူ့နှမတော်အတွက်တရားတွေစမ်းပြအစမ်းတဲ့ချက်တခါတည်းဟောမှဖြစ်ခြင်းကြောင့်အဲ့ဒီအစမ်းတဲ့ချက်ဟောတဲ့တရားတွေငါတို့လဲနာရမယ်သူတို့ကအချောင်တရားနာခြင်းတရားတော်အပေါ်မှာတော့တန်ဖိုးထားတယ်နော်ရှင်မတွေဒါကြောင့်သူ့လိုက်စေခြင်းနေတာရှင်မကောင်းပြီလိုက်ဖို့ကောင်းတာကြာပြီတဲ့ဒီလိုဆိုရင်အရှင်မနဲ့ပင်ကကြရင်တရားနာသွားရင်ခေါ်မယ်အရှင်မအယံသင့်ပြင်ထားပါ3 နာရီခွဲမှာဟောမယ်တဲ့ဟုတ်ရဲ့လားတဲ့ကြီးပါလား
အောက်မှာပြီးရှင်မတော်တပည့်တော်မှလိုက်ပါမယ်ဆိုပြီးတော့သူကလည်းအရန်သိပြေးတာသင်္ကန်းလေးပြေးရန်ဟောတပည့်ရင်လွမ်းတပည့်ကလေးများခြုံတိုင်းလို့သူကအရန်သေးလေးစောင့်နေတာအရှင်မတွေလာဖို့လေငါတို့စောင့်နေတဲ့အခါကျတော့အရှင်မတွေလည်းလာတော့တခါတည်းအရှင်မတွေနဲ့သူကတရားနာလိုက်တော့ရှေ့ကမလိုက်ဘူးတဲ့ဗျာဘယ်ကလိုက်လဲနောက်ကနေလိုက်တာဘာဖြစ်လို့လဲမလို့ဘုရားမြင်မှာဆိုလို့တဲ့မလေးသူ့မြတ်ဖြစ်နေလိုက်တာဘုရားဘူးဝခဲ့ပြီချင်းအဲ့တော့ဘုရားမြင်မှာဆိုလို့တဲ့သူကတော့မြင်မှာဆိုနေတာဘုရားမြင်ပြီးပြီဘုရားဉာဏ်တော်ကြီးနဲ့ဆင်ញင်ကြည့်ဒိဋ္ဌိစက္ကုအဘိညာဉ်နဲ့ဆင်ញင်ကြည့်တော့ငါနမယူပနန္ဒာအလှကြိုက်တဲ့အမိုက်မှဒီနေ့တရားနာလာမယ်ဆိုပါလားမသူကတော့မမြင်ဘူးမှနေတာဟိုကရေဒါနဲ့ချိန်သားတယ်လို့ပဲမြင်ပြီးနေပြီသူကတော့သူ့ကိုယ်သူလိမ့်တယ်လုံနေထင်းနေတာငါနမအလှကြိုက်တဲ့အမိုက်မှဒီနေ့တရားနာလိုက်မယ်လာမယ်ဆိုပါလားသူဘာတရားများငါဟောရရင်ကောင်းမလဲမသူကလည်းနေနေရတော့မဟုတ်ဘူးဘုရားတော်သူ့ဟောဖို့တရားစဉ်းစားရသေးဟုတ်လားသူကရုပ်ပေါ်မှာနှစ်သက်မှုများတယ်ဒါကြောင့်မလို့သူရုပ်ပြပြီးဟောဘာပြဟောရုပ်ပြပြီးဟောဘာနဲ့လာတဲ့တူလဲဆိုတော့ဒီဘယ်ဘက်လက်ဝါးပြင်မှာဆူးလေးတစ်ချောင်းဆူးတဲ့အခါကျတော့နောက်ဆူးလေးတစ်ချောင်းယူပြီးတော့ညာဘက်လက်ကလေးနဲ့ကောထုတ်ရဆူးတစ်ချောင်းဆူးနေတာကိုနောက်ဆူးတစ်ချောင်းနဲ့ထုတ်မှဒီဆူးဟာထွက်သွားမယ်တဲ့သူဒီရုပ်ပေါ်မှာတဏှာဥပါဒံကံဆိုတဲ့ဆူးသုံးယောက်ဆူးတွေဆူးနေတာဟုတ်တယ်မလားရုပ်ပေါ်မှာတဏှာဥပါဒံကံဒီဥသောဆူးတွေဆူးနေတာဒီခန္ဓာအတုပအပုတ်ကောင်ကြီးပေါ်မှာသူကတခါတည်းတဏှာဥပါဒံကံနေနဲ့ညှိတွယ်ထားတာဆူးနေတာအဲ့ဒီရုပ်ကိုပြပြီးသူမဲ့ကင်ဒီဥသောဆူးတစ်ချောင်းနဲ့နောက်ထပ်ထွင်ထုတ်ပြရအဲ့တော့ဘုရားကိုရောမြတ်ကြီးကသူမလာခင်လေးမှာပဲတခါတည်းမှာပဲဘုရားကိုရောမြတ်ကြီးကတကိုးတော်နဲ့အသက်အရွယ်အပြည့်16နှစ်အရွယ်လောက်အမျိုးသမီးငယ်လေးအင်ကြီးလုံးကြီးလေးကဝမ်းဆက်ကလေးတဲ့အင်ကြီးလုံးကြီးကဘယ်လိုတဲ့အင်ကြီးလုံးကြီးကအင်ကြီးကလည်းအနီလုံးကြီးကလည်းအနီဆိုရင်ခင်ဗျားတို့ခေတ်စကားကဘာများပြောလဲဝမ်းဆက်ဟိုမှာလည်းအနီလေးတွေဝမ်းဆက်ဒါတော့မှထမ်းရွက်ရက်ကလေးတောင်မှအနီလေးပါသေးတယ်အကုန်လုံးဝမ်းဆက်လေအဲ့တော့မှတကားတဲ့ဘုရားကိုရောမြတ်ကြီးရဲ့ပလင်တော်ဘေးနားမှာချိုးလိုက်တဲ့တငယ်မှာလှလိုက်တဲ့တငယ်မှာယရဏ9ပါးတွေစီချဲစင်သအင်မတန်ချောအင်မတန်လှတဲ့နေမိတာရုပ်ပွားလေးတယောက်ဖန်ဆင်းပြီးတော့ဘုရားကိုရောမြတ်ကြီးကိုရက်လေလေးခါပြီးတော့လူးနေတဲ့ပုံတရံလေးမဖန်ဆင်းဘူးလားဖန်ဆင်းထားလားဖန်ဆင်းထားလိုက်တာတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲဓမ္မသနရွှေပလင်ကြီးထက်မှာလက္ခဏာတော်ကြီးက32ပါးလက္ခဏာတော်ငယ်က80နီလပိတာလောဟိတာဩဒတမေဇိဋ္ဌပပဒရတိဟုသောရောင်ကြီးတော်6သွယ်တွေပြိုးပြိုးပြဲတက်ခဲနဲ့ကွန်မြူပြီးတော့သတင်းသုံးနေတာမြင်ရသူတို့ရဲ့စိတ်နှလုံးမှာမကြည်ညိုတဲ့ပုဂ္ဂိုလ်ကိုမရှိဘူးတဲ့ဗျာဟုတ်ရဲ့လားအဲ့တော့ဒီခါထဲမှာပဲဘိက္ခုနီမတွေတန်းစီပြီးတော့ဘုရားကိုရောမြတ်ကြီးရဲ့ဇေရဝံကျောင်းတော်တွေဝင်ပြီးတော့လာဘုရားကိုရောမြတ်ကြီးကစက်ကုံတွေချပြီးတော့တရားဓမ္မဟောကြားဆုံးပါမယ်သူတို့ကိုမကြည့်ပါဘူးဟိုယူပနန္ဒထေရီမကတော့ဘုရားတွေ့မှဆိုလို့တခါတည်းမှရိုးရိုးကလေးသူကဝင်လာတယ်တော့ဘုရားသူမြင်ပြီးသားနော်တခါတည်းမြင်ပြီးတော့လာတဲ့အခါကျတော့ဒီမှာနေမိတာရုပ်ပွားလေးဖန်ဆင်းထားတယ်အဲ့ဒီနေမိတာရုပ်ပွားကလည်းဘုရားကိုရောမြတ်ကြီးဒီ၎င်းယူပနန္ဒထေရီမဒီ၎င်းမြင်ရပါ၏အခြားသောတရားနာပိဋကတ်တွေတယောက်ကမှမမြင်ရပါဘူးတဲ့တကိုးတော်နဲ့ဖန်ဆင်းထားတဲ့နေမိတာရုပ်ပွားအဲ့တော့မှတခါတည်းယူပနန္ဒထေရီမကဇေရဝံကျောင်းနဲ့ဝင်ပြီးရောက်ပြီးလာတဲ့အခါကျတော့ပိဋကတ်ကြီးကလည်းခါနဲ့ကြိတ်တို့စီကားနေတဲ့ခါနဲ့ပိဋကတ်တွေဘလောက်များတခါတည်းချောင်းဟတ်တန်လေးတောင်မကြောက်ပိဋကတ်ကလည်းငြိမ်ပြီးတော့တခါတည်းကိုယ်နေရာလေးတွေကိုအသီးဝင်ပြီးတော့ယူကြအဲ့ဒီမှာယူပနန္ဒထေရီမကရိုးရိုးကလေးဝင်လာပြီးတက္ကလဘုရားကိုရောမြတ်ကြီးကိုဆံပြားတော်မှခြေပြားတော်မှဆံပြားတော်တဲ့တခါတည်းဖူးလိုက်တဲ့အခါကျတော့ဘုရားကိုရောမြတ်ကြီးကလည်းလက္ခဏာတော်ကြီးက32ပါးလက္ခဏာတော်ငယ်က80နီလပိတာလောဟိတဩရတမင်းစိတ်ဓာပပဒရဆိုတဲ့ရောင်ကြီးတော်6သွယ်တွေပြိုးပြိုးပြဲတက်ခဲနဲ့ကွန်မြူပြီးတော့ဓမ္မသနရွှေပလင်ကြီးထက်မှသတင်းသုံးနေတာကိုဖူးရမြင်ရတဲ့ဘိက္ခုနီမမောင်ကြီးဘုရားတဲ့ချောလိုက်တာမပြောပါနဲ့တော့လှလိုက်တာမပြောပါနဲ့တော့သူကတော့လောကစကားနေနဲ့ပေါ့
အမှန်တော့ကြီးညိုစရာကောင်းလိုက်တာမပြောပါနဲ့တော့မျက်နှာတော်ကြီးဖူးရတာကလည်းပဲလာပြေဝန်းကြီးလိုပဲတဲ့ကြီးညိုစရာကောင်းလိုက်ပါပြီဆိုပြီးတော့တခါတည်းသူ့မှာတရားမနာနိုင်ဘူးဘုရားပဲအချင်းချင်းခါဥနေချဖူးနေရတယ်အဲဒီလိုဖူးနေရင်ကနေတခါတည်းမျက်လုံးလေးဝေးလေကြည့်လိုက်တဲ့အခါကျတော့ဟိုးဘုရားပိနာမှာရက်ခတ်နေတဲ့အမျိုးသမီးလေးချောလိုက်တဲ့တငယ်မလှလိုက်တဲ့တငယ်မဟောဒီတာဝိထိပြည်ကတော့ဟုတ်ပုံမရဘူးတာဝိထိပြည်ထဲမှာငါသားလေးအလှဆုံးလူကတရားတော့မလျှော့သေးဘူးလေဟောဒီတာဝိထိပြည်ထဲကတော့မဟုတ်နိုင်ဘူးတဲ့ဟိုတာကေတမြို့ကဖြစ်ချင်းဖြစ်မယ်ဟမ်ချောလိုက်တဲ့တငယ်မလှလိုက်တဲ့တငယ်မဆံမင်းလေးရဘယ်လိုနဖူးလေးရဘယ်လိုမျက်ခုံးလေးကဘယ်လိုမျက်လုံးလေးကဘယ်လိုနာရန်လေးရဘယ်လိုနှုတ်ခမ်းကလေးရဘယ်လိုသွားလေးရဘယ်လိုလဲတိုင်းလေးရဘယ်လိုကိုလုံးကိုယ်တိုင်လေးရဘယ်လိုဆိုပြီးတော့သူကချီးမွမ်းငံဖွင့်နေတာဟုတ်ဗျာအဲ့ဒီနေမိတာရုပ်ပွားပေါ်မှာတခါတည်းတဏှာဥပါဒံကံနဲ့သွားညှိပြန်တော့တာဗျဟုတ်တယ်မလားမညှိဘူးလားညှိလားဟေးတခါတည်းချစ်စရာကောင်းလိုက်တာဒီတငယ်မလေးနဲ့သူပဲလဲတကင်းစကားတွေတဝါကြီးပြောခြင်းနဲ့ရင်းနီးနီးတခါတည်းချစ်ချစ်ခင်ခင်နေခြင်းနဲ့ဒီပေါ်မှာတဏှာဥပါဒံကံသွားညှိပြန်တခါအဲ့ဒီတငယ်မလေးကြည့်ပြီးတဲ့အခါကျတော့သူခန္ဓာပြန်ပြီးကြည့်လိုက်တဲ့အခါကျတော့ရွှေဟင်းသာမင်းကြီးရဲ့ရှေ့မောက်မှာရောက်သွားတဲ့ကြီးမဲမလေးတကောင်လိုထင်သွားတဲ့အချောဆုံးအလှဆုံးဖြစ်တဲ့ယူပနန္ဒထေရီမှာအဲ့ဒါလိုကိုထင်သွားတာဒီတော့ဒီရုပ်ပွားတော်မှာဒီနေမိတာရုပ်ပွားမှာတခါတည်းအာယုံရောက်ပြီးတော့တဏှာဥပါဒံကံနေတဲ့ညှိနေတာသိတော်မူမြင်တော်မူတဲ့သုံးလောကဒုထာရှင်တော်မြတ်ဘုရားကအဲ့ဒီ16နှစ်ရွယ်ရှိတဲ့အမျိုးသမီးငယ်လေးကိုအသက်20အရွယ်လောက်ဖန်ဆင်းပြလိုက်ပါသည်ဟဲ့ဘယ်နဲ့ဖြစ်သွားပါလိသူစိတ်ထဲမှာစောစောကယုံမျိုးမဟုတ်တော့ပါလားတေချာကြည့်တာပေါ့လေဒါပေမဲ့လို့တဖြည်းဖြည်းနဲ့ခန္ဓာရဲ့နေရာမှာဒီလိုပဲသွားမှာပဲဘလောက်ချောဘလောက်လာတနေ့တရွေနဲ့အိုမင်းယိုယွင်းခြင်းသဘောသို့မရောက်ဘူးလားရောက်ဟုတ်ဒီထဲရှိတဲ့မေတော်ကြီးတွေခမဲတော်ကြီးတွေဟိုငယ်တုန်းကပုံပန်းသဏ္ဍာန်လေးဓာတ်ပုံရိုက်ထားတာလေးပြန်ကြည့်ဟလားပြည့်ဖြိုးလေးဝင်းထဲတင်းနေထဲကြည့်လို့ကောင်းရှုလို့ကောင်းအခု60ကျော်80ရိုက်ထားတဲ့ဓာတ်ပုံကြတော့မလေးတခါတလေကိုယ့်ဟာကိုယ်တော်လန့်သွားကမရှိဆံမရဖြူဒီလိုမော့လားအေးအဲ့ဒီသဘောကိုပြောနေတာဒါက20အရွယ်လောက်ကနေပြီးတော့40အရွယ်လောက်ဖန်ဆင်းပြဟဲ့ဘယ်နဲ့များဖြစ်သွားပါလိမ့်ပြောင်းသွားပါပေါ့လားရှေ့အမူအရာတွေပျောက်ပြီးတော့နောက်အမူအရာတွေအိုမင်းယိုယွင်းတဲ့အမူအရာတွေပေါ်ပေါက်လို့လာပါပေါ့ကလားဒါက40အရွယ်ကနေ60အရွယ်ဖန်ဆင်းပြ60အရွယ်လောက်ကနေ80အရွယ်တဲ့ဇာနေပြူသွားတွေကြိုခါတွေကင်နာတွေတိုင်အိုမင်းယိုယွင်းလို့မဲ့ပြူမဲတွေဆွဲပြီးတော့တောင်မွေးကြီးထောက်ကတုံကြီးနဲ့တခါတဲ့ဘုရားနာမှာတဲ့အိုမင်းယိုယွင်းတဲ့သဘောနုပြိုတဲ့သဘောတွေအကုန်ပျောက်ပြီးတော့အိုမင်းယိုယွင်းတဲ့သဘောတွေမရောက်ဘူးလားရောက်တော့အဲ့ဒီမှာတခါတဲ့ဒီခန္ဓာပေါ်မှာတဏှာလောဘတွေဟုတ်လားချစ်ခင်တဲ့တဏှာလောဘတရားတွေကအားပြော့ပြီးတော့လာခဲ့ပါလေဟုတ်ရဲ့လားအပြစ်မမြင်လို့လားမြင်လို့လားအပြစ်မမြင်တော့ချစ်ခင်နေမှာပဲအပြစ်မြင်လာရင်ချစ်ခင်တဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ယောနေပြီးတော့လာမှာပဲဟုတ်ရဲ့လားယောဂီတို့ခန္ဓာလဲဒီတိုင်းပဲနော်ငယ်တုန်းကတော့ချစ်စရာခင်စရာမို့ဟလာပြည့်ဖြိုးမို့ဘောင်းပေါ့ဗျာအခုတော့ခင်ဗျားတို့အိုမင်းယိုယွင်းပြီးတော့ခလေးတွေကတော့အဖက်မလုပ်ချင်လောက်အိုပယ်ဖြစ်နေပြီလေအဲ့ဒါအိုမင်းယိုယွင်းတဲ့သဘောပေါ့အဲ့ဒီမှာဒကာကြီးတွေဒကာမကြီးတွေကြည်ရင်ကနေဒကာအဲ့ဒီတောင်မွေးလေးထောက်ကနဲ့ဒကာတဲ့ဒရင်နဲ့မြတ်စွာဘုရားကိုရက်လေးခတ်ပြီးတော့လူရင်းကနေပြီးတော့ဒကာတဲ့အဲ့ဒီတောင်မွေးလေးဘုတ်ကနေချထိုင်းရွယ်ရဝန်းလေးပုတ်ခနဲ့ချပြီးတော့အဲ့ဒီနားတဲ့တခါတည်းမှာပဲဘိုက်ကလေးနှိတ်ခါနဲ့96ပါးသောယောဂဝေဒနာတွေပြီးကြီးနှိမ့်ဆက်လို့ဟိုကအောင့်တရားအောင့်ဟိုကနာတိကနာကဲကြပါအောင်ယူကြပါအောင်ဆိုပြီးတော့အဲ့ဒီနားမှာတခါတည်းဘုံလဲပြီးတော့ကိုကျင်ကြီးကျင်ငယ်ထဲမှာနင်းမြုပ်ပြီးတခါလားလူကလိမ့်ငါနဲ့အမိအမေကဲမယူပါတစားစားနဲ့အော်ဟိပြီးတော့နေရပါတဲ့ဘေးနာအရှင်မတွေတော့ဘယ်သူမှမမြင်ရပါဘူးရူပနန္ဒထေရီမကဟဲဘယ်လိုများဖြစ်သွားတာပါလဲဘယ်လိုများဖြစ်သွားပါလဲအဖွားကြီးလဲပြီးတော့သွားပါပေါ့လားကျင်ကြီးရင်ငယ်လေးထဲမှာနင်းမြုပ်ပြီးတော့ညီညူအော်ဟစ်ပြီးတော့နေပါပေါ့လားလို့သူကတော့တရားမနာနိုင်ဘူးအဲ့ဒါကိုပဲတဲမဲကြည့်နေအခါဘုရားကိုတော်မြတ်ကြီးကအဲ့ဒီကနေအနာယောဂနှိမ့်ဆက်ရာကနေအဲ့ဒီနေရာတွေမဲ့ဝိညာဉ်ချုပ်သေပြီး၍တရက်ရှိတဲ့အကောင်ဘုတ်
သေပြီး၍2ရက်ရှိတဲ့အကောင်ပုတ်သေပြီး၍3ရက်ရှိတဲ့အကောင်ပုတ်သေပြီး၍1ရက်ရှိတဲ့အကောင်ပုတ်ဆိုတာကတော့ညိုမဲလာတာပေါ့3ရက်ရှိတဲ့အကောင်ပုတ်ကြတော့ဒွါရ9ပေါက်ကသွေးပုတ်ပြည်ပုတ်တွေကြ2ရက်ရှိတဲ့အကောင်ပုတ်ကြတော့ဒွါရ9ပေါက်ကသွေးပုတ်ပြည်ပုတ်တွေကြ3ရက်ရှိတဲ့အကောင်ပုတ်ကြတော့တကားတည်းပဲဟိုးဘူးရောင်ပုတ်ပွားပြီးတကားလားကြီးလင်းတာတယုံယုံနဲ့ဖြစ်နေလိုက်တာမပြောပါနဲ့တော့ဟုတ်ရဲ့လားဘေးနာပုဂ္ဂိုလ်တွေဘယ်သူမှမမြင်ဘူးသူရဲ့ဘုရားကိုရောမြတ်ကြီးရဲ့ယူပနန္ဒထေရီမရဲ့2ယောက်တည်းပဲကြီးတွေလင်းနာတွေကထိုးစိတ်ဆွာစားဟိုးတယုံယုံနဲ့အဲ့ဒီမှာတခါတည်းအသေးကောင်မုတ်ကြီးဖြီးပြီးတော့သွားတော့ဩခန္ဓာကြီးမမြဲတဲ့သဘောပါလားအယံအိတိဣမသမွေယေဝဌာနေဇရံပတ္တဗျာရိပတ္တမရဏံပတ္တအယံအိတိဤအမျိုးသမီးသည်ဣမသမွေယေဝဌာနေဤနေရာ၌ပင်လည်းယံဇရံအိုခြင်းသဘောသို့ပတ္တရောက်ရရှာလေပြီအယံဣတိဤအမျိုးသမီးသည်ဣမသမွေယေဝဌာနေဤနေရာ၌ပင်လည်းယံဗျာဒိနာခြင်းသဘောသို့ပတ္တရောက်ရရှာလေပြီအယံဣတိအမျိုးသမီးသည်ဣမသမွေယေဝဌာနေဤနေရာ၌ပင်လည်းယံမရဏံသေးခြင်းသဘောသို့ပတ္တရောက်ရရှာလေပြီဣမသာပိမေအတ္တဘာဝတဧဝမေဝဇရာပြာတိမရဏနိအာဂမိတန္တိမေငါဤဣမသာပိအတ္တဘာဝတဤခန္ဓာကိုအတ္တဘောကြီးသို့လည်းပဲဧဝမေဝဤတိုင်းသာလျင်ဇရာပြာတိမရဏနိအိုခြင်းနာခြင်းသေခြင်းတရားတို့သည်အာဂမိတံဟွန်တိမကြမြင့်မီရောက်လာကုန်လိမ့်လက်တံဩဒီအမျိုးသမီးခန္ဓာကြီးရထားလို့ဒီနေရာမှာတွင်ပင်လျင်အိုခြင်းနာခြင်းသေခြင်းတရားတို့ရဲ့နှိမ့်ဆက်ခြင်းကိုအပြင်းအထန်ခံလိုက်ရပါကလားဒီအမျိုးသမီးဒီအိုခြင်းနာခြင်းသေခြင်းတရားတွေဘာကြောင့်နှိမ့်ဆက်ခံရတယ်လဲဆင်ញင်လိုက်တဲ့အခါကျတော့ခန္ဓာရလို့ဘာရလို့ဒီတော့ဒုက္ခဏညာလဲပြီးတော့ငါကိုဘာရထားသလဲဝိပဿနာထေရီမဆင်ញင်နေနော်သူတော်ကောင်းတို့လည်းဒီတိုင်းပဲဆင်ញင်ရမှာပဲငါတို့လည်းဘာရထားသလဲမေးတော့ခန္ဓာရထားရင်ငါတို့ခန္ဓာတို့လည်းပဲဟောဒီအိုခြင်းနာခြင်းသေခြင်းတရားတို့ဟာပြည့်မကြမြင့်မီရောက်လာပြီလေလက်တံဘယ်မှာမြဲတဲ့တရားရှိလို့လဲဒီခန္ဓာကြီးကမမြဲတဲ့တရားကြီးပါလားမမြဲတဲ့တရားကြီးပါလားဆင်းရဲတဲ့တရားကြီးပါလားကိုမပိုင်တဲ့တရားကြီးပါလားအိုခြင်းရောက်ရင်အိုသွားတာပဲနာခြင်းရောက်ရင်နာသွားတာပဲသေခြင်းရောက်ရင်လည်းသေမှပဲတဲ့ဟုတ်ရဲ့လားအဲ့ဒီလိုတခါတည်းဒီခန္ဓာပေါ်မှာယုံမုံကြီးငွေတဲ့တတိတံဝေကတွေဟောဒီဘုံသုံးပါးမှာကျင်လည်ရတဲ့အပြစ်တွေကိုသူယုံမုံကြီးငွေလာပြီလေအဲ့ဒီအချိန်ကျတော့မှဘုရားရှင်ကိုရောမြတ်ကြီးကအာတုရံအတုစိန်ပုတိပတ္တနန္ဒေသမုတ်တယံအစရုပ်ခဲ့တဲ့ဂါထာသူ့အကြောင်းပြုဟောတာအာတုရံအတုစိန်ပုတိပတ္တနန္ဒေသမုတ်တယံဩဂရန္တံပကရန္တံဘာလာနံအဘိပတိတံနန္ဒေချိနမယူပနန္ဒာအာတုရံအမြဲအစင်နာကျင်လေးရှိသောအတုစိန်မစင်ကြဲထသောပုတိအပုတ်အတိဖြစ်သောဩဂရန္တံအထက် द्वार တို့မှာဖိတ်ဝေလျံတက်အံထွဲလျက်ရှိသောပကရန္တံအောက် द्वार တို့မှာယိုစီကြဆင်းလျက်ရှိသောဘာလနာပညာမျက်စိမရှိဆုံးကံလူတယံတို့သည်အဘိပါတိတံတောင်းတမပြအလွန်ချစ်ခင်ဆုံးမဲ့နှစ်သက်မြတ်နိုးအပ်သောသမုတ်တယံယွန်းပွဲအပေါင်းစုဆောင်လောင်သောဟောဒီခန္ဓာကိုယ်ကြီးကိုပတ္တဉဏ်စက္ခုဖြင့်ကြည့်ရှုပါလောယူပနန္ဒဒေဒီမကိုဘုရားမဟုတ်လားဟောလားချင်းနမရူပနန္ဒာတဲ့သင်္ခန္ဓာကြီးကိုသင်ဉဏ်လက်ပြီးတော့ကြည့်လိုက်စမ်းမှာဘဲမှာခင်းစရာမင်းစရာတရုဒ္ဒစရှားရလို့လေအာတုရံအမြဲအစင်နာကျင်နေတဲ့ခန္ဓာကြီးအတုစိမ်မစင်ကြဲတဲ့ခန္ဓာကြီးပူတိမ်အပုတ်အတိဖြစ်တဲ့ခန္ဓာကြီးတဲ့ဓွာရကိုပေါက်ကအထက်ဓွာရတွေကလည်းပဲအငြင်းကြေးတွေယိုကျအောက်ဓွာရပေါက်တွေကလည်းအငြင်းကြေးတွေယိုကျပြီးတော့နေတာပညာမျက်စိနဲ့မကြည့်နိုင်တဲ့လူမိုက်တွေအဲ့ဒီခန္ဓာခင်ကြတာခင်စရာမင်းစရာတရုဒ္ဒစရှားရရဲ့လားမရပါဘူးအဲ့ဒါကိုဉာဏ်နဲ့မြင်အောင်ကြည့်လိုက်စမ်းမှာချင်းနမယူပနန္ဒာလို့ဘုရားကဟောလိုက်တဲ့အခါကျတော့ပထမတော့နေမိတာရုပ်ပွားလေးမှာအာယုံထားပြီးတော့သူတံဝေကဉာဏ်တွေပွား
နောက်ဒုက္ခနာညံလှည့်ပြီးကြည့်လိုက်ပြန်တော့လေဟုတ်ပြီသားပဲငါခန္ဓာမှာဘယ်မှာလဲမတင့်တဲ့သဘောကြီးပါလားမမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခအစိုးမရတဲ့အနတ္တငါပိုင်တာဘာမှမရှိတဲ့အနတ္တတရားကြီးပါလားလို့တခါတည်းခန္ဓာပဲညံလှည့်ပြီးဆင်ញင်လိုက်တဲ့အခါကျတော့ဒီခန္ဓာပေါ်မှာငါတကားထောင်လွှားနေတဲ့သက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိနဲ့တွဲနေတဲ့မန်တွဲပြီးတော့အကုန်လုံးကျသွားပါတဲ့ဟုတ်ရဲ့လားမင်းငါအချောဆုံးငါအလားဆုံးဒီတာဝိတ္တိပြည်ထဲမှာတာဝိတ္တိပြည်တကွယ်မှာအလှပရင်ငါသားပဲရဲ့လို့သံဃာယဒိဋ္ဌိတရားတွေနဲ့ဆွဲမာနတွေနဲ့ထောင်လွှားပြီးတော့နေတဲ့ဘိက္ခုနီမှာတခါတည်းမာနတွေကြခန္ဓာကိုညံလက်ပြီးကြည့်လိုက်တဲ့အခါကျတော့ငါပိုင်တဲ့ခန္ဓာဘာမှမရှိပါလားဆိုပြီးတော့သက္ကာယဒိဋ္ဌိပြုတ်လို့အဲ့ဒီဒေသနာအဆုံးမှာသောတာပတ္တိမဉ္ဇဉ်ရပါတဲ့ဟုတ်တယ်မဟုတ်လားခန္ဓာကိုညာနဲ့လက်မကြည့်ဘူးလားကြည့်သလားကြည့်တဲ့အခါကျတော့ဒုက္ခန္ဓာကြီးကဟုတ်လားမစင်ကြဲတဲ့ခန္ဓာကြီးမတင့်တဲ့ခန္ဓာကြီးအပုတ်ခန္ဓာကြီးမြဲတဲ့တရားလားမမြဲတဲ့တရားလားမြဲပါဗျာအိဋ္ဌလားအိဋ္ဌလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တလားသူပါလားအတုပါလားဘာသစ္စာပါလဲရှင်ရှင်နဲ့ဉာဏ်ကဒိဋ္ဌိတဏှာအစရှိတဲ့ကိလေသာတွေသေတာကနောက်ဒီခန္ဓာမျိုးမရတာကတနည်းအားဖြင့်အပေငရဲမှလွတ်သွားတာကဒီရောဓသစ္စာဒါမို့လို့ရှိရင်ဒီတဏှာဥပါဒံကံနေနဲ့ခန္ဓာပေါ်မှာစွဲပြီးသေရင်အပေငရဲမလားနိုင်ဘူးလားလားနိုင်အဲ့ဒီမှာသောတာပတ္တိမဉ္ဇဉ်နဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စအကျွတ်မဲ့ပယ်တတ်လို့သောတာပန်ပုဂ္ဂိုလ်ဖြစ်အပေလေးပါးတကားပိတ်သွားပါတဲ့ဟုတ်ပြီလားအဲ့ဒီတော့မှအထက်မဲ့ဖို့ရဖို့အရာအလွတ်ငါဘုရားကိုရောမြတ်ကြီးကဆက်လက်ပြီးတော့အဋ္ဌိနံနဂရံကတံမန္တာလောဟိတလေပနံယထဇရာသမိစုသာမာနောမေခောသာဩဟိတောအဋ္ဌိနံ300သောအယိုးတို့ကိုနာရုဝိနာတံ900သောအကြောတို့ဖြင့်ခြိတုပ်ဖွဲ့နှောင်လျက်မန္တာလောဟိတလေပနံအသာသွေးတို့ဖြင့်လိမ့်ကြံခြင်းရှိသောနဂရံခန္ဓာအင်ကြီးကိုကတံဆောက်လို့၍ထားပါ၏ယထယင်ခန္ဓာအင်ကြီး၌ဇာတိဇာပဋိသန္ဓေနေရာချင်းဆိုတဲ့တရားသည်၎င်းဇရာစာအိုရချင်းဆိုတဲ့တရားသည်၎င်းဗျာရိဇာနာယချင်းဆိုတဲ့တရားသည်၎င်းမေစုစာတရားချင်းဆိုတဲ့တရားသည်၎င်းမာနောစာမန်ထောင်လွှားခြင်းသည်၎င်းမေခောစသူကျေးဇူးကိုခြေပြတ်တတ်တဲ့မေခဆိုတဲ့တရားဆိုသည်၎င်းဩဟိတောထဲသွင်း၍ထားပါ၏ရှင်နမယူပနန္ဒာသိခန္ဓာကြီးဟာအယိုး300ထောင်ပြီးအကျော်900နဲ့ခြိတုပ်ဖွဲ့နှောင်ပြီးတော့အသွေးအသားတွေနဲ့လိမ့်ကြံတီဆောက်ထားတဲ့ခန္ဓာကြီး32ကိုထာသအစုတွေပေါင်းအပုတ်တွေစုပေါင်းဖွဲ့စည်းထားတဲ့အတုပခန္ဓာကြီးအဲ့ဒီခန္ဓာကြီးထဲမှာဇာတိတရားဇရာတရားဗျာတိတရားမရဏတရားမာနတရားမေခတရားအစရှိတဲ့မကောင်းတဲ့တရားတွေအကောင်လုံးဖွဲ့စည်းဖြစ်ပေါ်ပြီးတော့နေတယ်အဲ့ဒီခန္ဓာအင်ကြီးဆောက်ထားတဲ့ပစ္စည်းဟာတခုမှခိုင်းနေမြဲတဲ့သဘောပါရဲ့လားတန်ဖိုးရှိတဲ့တရားတွေရောပါရဲ့လားမြဲမြံခိုင်ခံ့တဲ့တရားတွေရောပါရဲ့လားအဲကြောင့်ခန္ဓာအင်ကြီးသည်တဲ့မမြဲတဲ့တရားတွေစုပေါင်းဖွဲ့စည်းထားခြင်းကြောင့်နေစာလားအနေစာလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တလားသူပါလားအတုပါလားဘာသစ္စာပါလဲစင်ကြီးနဲ့ဉာဏ်ကချစ်ခင်တဲ့တရားတွေသေတာကနောင်တပံဒီလိုအတုပခန္ဓာပြန်မဖြစ်တဲ့နေရာကအဲ့ဒီလိုလဲဟောလိုက်တော့တကားတဲ့ယူပနန္ဒထေရီမကခန္ဓာဉာဏ်ဆိုင်ပြီးတော့ရှုပွားလိုက်တဲ့အခါကျတော့ဒုက္ခသစ္စာတွေမြင်ဒုက္ခသစ္စာတွေမုံဒုက္ခသစ္စာတွေဆုံးဒီခန္ဓာကြီးရဲ့အပြစ်တွေကိုမြင်ပြီးတော့ဒီခန္ဓာဒုက္ခသစ္စာကြီးရဲ့ဖြစ်ပျက်တွေမြင်ဖြစ်ပျက်တွေမုံဖြစ်ပျက်တွေဆုံးပြီးတော့သွား3ခါလောက်မြင်မုံဆုံးတဲ့အခါကျတော့ကြံတဲ့အထက်မဲ့3ပါအထက်ဘုံ3ပါမရဘူးလားရသွားလားဒေသနာဝတ္တနေသာထေရီအရတံဘာဘူးနီဒေသနာဝတ္တနေဒေသနာနိဂုံဆုံးသောအခါကာလ၌သာထေရီထိုယူပနန္ဒထေရီဘိက္ခုနီမသည်အရဟတံအရဟတဘုသောပါပုနီကောင်းစွာမသွေရောက်ရှိတော်မူခဲ့ပါပေတည်းဒီအရှင်မ
နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားရတာသည်ခန္ဓာကြီးရဲ့အပြစ်တွေမြင်လို့လားမမြင်လို့လားမြင်လို့လားမြင်လို့ပါဗျာအပြစ်တွေမြင်တော့ခန္ဓာကြီးမမုန်းလားမုန်းသွားလားအခြေဆုံးဖြစ်တဲ့ခန္ဓာကြီးကိုမုန်းလိုက်တဲ့အတွက်နောက်ဆုံးမှတရားရသလားနိဗ္ဗာန်ရသလားနိဗ္ဗာန်ရပါဗျာနိဗ္ဗာန်ရတာဒီအခြေဆုံးကိုချစ်လို့လားမုန်းလို့လားမုန်းလို့ပါဗျာအခြေဆုံးကိုမုန်းမယ်ဆိုရင်ဘာရမယ်အဲကြောင့်ဒီနေ့တရားကောင်းစဉ်ဘယ်လိုတင်လိုက်လဲအခြေဆုံးကိုမုန်းလိုက်ပါအခြေဆုံးဆိုတာတရားလားခန္ဓာကြီးလားအဲ့ဒီခန္ဓာကိုဉာဏ်နဲ့ကြည့်တဲ့အခါကျတော့ချစ်စရာတွေ့သလားမုန်းစရာတွေတွေ့သလားမုန်းစရာခန္ဓာကြီးဟာဘာသစ္စာမြင်တဲ့ဉာဏ်ကချစ်ခင်တတ်တဲ့တရားတွေသိတာကနောက်ခန္ဓာဇတ်သိငြိမ့်သွားတာကနိရောဓသစ္စာဆိုတာတရားလားနိဗ္ဗာန်လားနိဗ္ဗာန်ရတာဒီအခြေဆုံးဒီတိုင်းနေလို့လားမုန်းလို့လားမုန်းတာလဲအပြစ်တွေမမြင်လို့လားမြင်လို့လားအပြစ်တွေမြင်တာလဲကံမျက်စိနဲ့ကြည့်လို့လားဉာဏ်မျက်စိနဲ့ကြည့်လို့လားဉာဏ်မျက်စိနဲ့ကြည့်တော့ခန္ဓာကြီးရဲ့အပြစ်တွေမမြင်ဘူးလားမြင်လားမြင်တော့မမုန်းလားမုန်းလားမုန်းတော့နိဗ္ဗာန်မရဘူးလားရအဲကြောင့်တရားနာမယ်ဘယ်လိုပေးလဲအခြေဆုံးကိုမုန်းလိုက်ပါဒါကြောင့်မလို့အခြေဆုံးဖြစ်တဲ့ခန္ဓာကြီးကိုမုန်းအောင်ရှုပွားအာထုပ်ပြီးတကလားဒုက္ခကသင်ကင်းကြီးရာမှာမျက်နှိပ်ပံကိုရူပနန္ဒထေရီမကဲ့သို့ဒီဘဝဒီခန္ဓာမစွန့်ခင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားပွားများအာထုပ်ကြပါလို့တိုက်တွန်းရင်းနဲ့သာဓုခေါ်တော်ကြအောင်စို့အလုံးမဲ့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ